Nila Nizaradi Bida Zaradiyo Loida Zabao Dada Radiyo Dama Sabidita Babadara Eo Savana Radiyo Dhadumi Bhagavadiri Badana Nadatuza Badajano Myaku Damada Dada Nulumbadilo Azo Zabama Sejeno Mudo Peyajenguro Myaji Nila Sado Mokzido Yahuno Dagusi Yudo Yatanama Nila Janyu Guanyu Yerana Yugedu Seidagudu Yada Luji Yumono Yawiro Dadudi Nizaradi Nidawla Daw Yamadayaw Yerana Take a Muyi Pyu Jue Wele Sadele Gumuro Mugaligui Bida Zati Shilo Iro Male Bida Maliga Sridagane Shrida Shri Tehi Dele Baba Wigondo Radiyo Wayo Wele Yogiro Dadudi Nizaradi Nidhaw Ladaw Byamana Yaw Yerana Nawra Yaw Lugu Tegawnga Muyi Pyu Jue Loida Sharon Lucano Chibawaro Lavaro Sado Kuro Zizima Loida Koyani Gavalani Janiela Bramia Zigundo Ava Niyo Wele Yogiro Dadudi Nizaradi Nidhaw Ladaw Yamana Yaw Yerana Nawra Yaw Lugu Tegawnga Muyi Pyu Jue Wele Sadele Gumuro Mugaligui Orada Swero Dwaro Yaburo So Undalo Dhamma Orana Radiyo Savejayo Zomanguni Wiru Bozai Say Bagaidu Wilero Webuni Javyu Maduikedu Yuzino Yawiro Dadudi Nizaradi Nidhaw Ladaw Byamadayaw Yerana Take a Muyi Pyu Awele Sadele Kunyu Domu Jaligui Dama Tazanyaro Dagu Ojibawaro Dagu Dishama Turu Guru Zidima Nide Jaza Kayadwiyo Mayadwiyo Dawi Yaw Singedu Tewi Nyu Maudo Yogiro Dadudi Lagaw Babandara Sanami Yaw Lesi Yaw Yerana Muzo Yaw Jamyu Yaw Teim Yaw Wele 接下别
စိတ်ရောက်တဲ့ကဲ့သို့ရိုးရိုးရဲရဲရိုးရိုးပြတ်သောရောင်ကြီးတော်ဓာတ်တို့သည်၎င်းဘဘတတိနေတော်လာထောင်မြဝတရောင်ယရနာနဝရရောင်တို့ကိုထိတ်ကုန်းကလွှမ်းမှု၍ဖြူဖြူကျွေကျွေအဝဝဲလေအစတရေကိုမျိုးတော်မူကြလေကိုအေဟူဤအောင်ကြီးတော်၆သွဲထုံတော်သူကိုချီးကျူးကမွေးစုတော်မူခဲ့သည့်အတိုင်းသမဏရတေယောညုတမြဝတ္တိလိအတိတေစုပြုတဲ့ကြောင့်အမောက်တကျပြုကျွယ်ငါငါချောင်းမရောက်နိုင်အပြိုင်ပြိုင်ကိုစိုးပန်ရရှိတော်မူဝိထသောဘဂဝါဘုန်းတော်တရဟုဆောင်းတော်မူ၍အောင်သူညွယုထုဆုံးလည်းဖြစ်တော်မူဝိထသောထိုသုံးလောကညိုကိုနိဗ္ဗာန်မူဖြစ်တော်မူသောရှင်တော်မြတ်ဘုရားသည်မေပဋ္ဌာန်းပစ္စည်းဆက်သွယ်နည်းဖြင့်ဖွဲ့စည်းကလယုံနံတကုဆွဲမှန်သမုံကျွန်ုပ်၏ဒီရေသံမေကနိုင်ပန်းမြိုင်တော်ညိုစိတ်ဆိုးတွင်တော်ဦးကောင်းတွေကိုတောင်းတပေါ်၌ထာတုမရညံသွားသံဃာလည်းတဏကိဝတ္တော်မူလည်းပါသုံးလောကကိဆောင်ရွှေဘုံကောင်းကိုတော်မြတ်ကြီးဖရာဘဂဝံဘုလည်းလုံးမြိုင်တူကိဖက်ကွာ၍စကြမဲစေဖြစ်ကြည်ဖြစ်တော်မူသောဒီဘဝပါရဂုတရားမူရှင်တော်မြတ်ဘုရားသည်ငါးပါးမနေပလင်ပွေတို့မြစ်တမှုဝဲရွှေဝလွာမုံကြမတော်သို့အစုံလေးလီခိုင်လေးကိုလမ်းမီဆွေကျွေ၍ကယုတ်ခွေဝိဇ္ဇမလွတ်ထွက်တော်မူပြီးနောက်တတ္တတတ္တနဝဒါလီဂိယာယီဖြင့်မိကိုပြောင်းစံတော်မူစေသောအခါယရဏဂရတတ္တဝေဓမ္မနေကျသမုန်နေသူစัจ jin ဝပဋ္ဌာန်းခြင်းကိုထောင်လန်းပြုကိုရွှေဉဏ်တော်လွတ်လေသောရောင်ရွရောင်ဆွဲရွှေဘုံတော်ချေသောကြောင့်တပည့်လိုရှုမသောမိုးလုံးတည်းဝေပြတ်ပယတတ်ပဲမဆက်နိုင်တဝေဝေပြိုးရွှေနီပြိုဆူဆူထွေးချက်လေနီမောင်ရောက်တော်လျက်စီတွေလက်တလုံးပြိုးရွယ်တကွာကွာရောက်ချောက်ဆုံးကြလေလောကရတိုင်းများကိုဖြန်လွှမ်းအောင်ကျုံတော်မူကြလေကုန်တည်းရောင်ကြီးတော်ဘုညွထွေးချက်လေလူလိုလျက်မြုပ်ကုန်တော်မူစေအကြောင်းရင်သမုဒ္ဒဧကဧကပဋ္ဌာနာဟုနေယထူသာမြတ်ပဋ္ဌာန်းကိုရွှေလန်းသောညကတိုင်သမာဓိပန္တရိုင်းဖြင့်ထံကရိမိသာစွာစေရနာထွတ်မြတ်ဖြင့်ရွတ်ဖတ်တရေ